မင်္ဂလာပါကျွန်တော် MFD အန်နပါကျွန်တော်အားပေးစောင့်မျှော်နေတဲ့ဘလုံးဝါရှင်ကြီးကိုအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့ညမှာပွဲစဉ်၃ပွဲကိုပွဲချုပ်၃ချက်လေးလုပ်ပြီးတော့ဂျင်မာတဲ့ကိုပါဒေဖရာကဘတ်တစ်နဲ့အတလက်တီကိုမက်ထရစ်ပွဲအပါအဝင်ကိုပါအီတာလီယာဖရာကကွာတာဖိုင်နယ်အတလနာနဲ့ဂျူဘင်တက်ပွဲတို့အပြင်ကျွန်တော်ပြင်သစ်ဖလာ16တင်အဆင့်ကဆက်ထရာဘောနဲ့မိုနာကိုပွဲစုစုပေါင်း၃ပွဲလုံးကိုပွဲချုပ်၃ချက်လေးလုပ်ပြီးတော့မှဖြစ်ပါတယ်အကြိုက်တို့အထွေးတူမှကစားပေးဖို့မြေတားရက်ခံပါတယ်အဲ့တော့ကျွန်တော်အစီအစဉ်လေးတစ်ခုလုပ်ထားပါတယ်ကျွန်တော်မောင်းတွဲလေးတွေကိုတရက်ကြိုပေးတာမျိုး6 small မျိုး3 thin small မျိုး4 thin small မျိုးကျွန်တော်တနေ့ကို3တွဲလောက်ထုတ်ပေးဖို့စဉ်းစားထားပါတယ်အကြိုက်တူတဲ့ပွဲလေးကိုဆက်လက်လုပ်လို့ရပါတယ်နေ့ပြန်ကောင်းပြီဆိုတော့နည်းနည်းလေးကျွန်တော်တို့အတူအားဆက်အောင်နော်အဲ့တော့အဲ့ဒီကို brother telegram FMFDM DMI တစ်ဆိုကြွခဲ့ပါပြီနော်ကျွန်တော် group လေးလောက်ထားပါတယ်Viber ရော telegram နှစ်ခုလုံးမှာ group လုပ်ပေးထားပါတယ်ဗျနော်โอเคပါကျွန်တော်မနေ့ကရွေးချယ်မှုလေးရင်စားအောင်နော်မနေ့ကကျွန်တော်တပွဲကောင်းကို brother တို့ကို telegram မှာတပွဲကောင်းပေါ့နော် Stuttgart body VIP လည်းတပွဲပဲပေးခဲ့ပါတယ်ဗျနော်အားလေးပဲနှစ်ပွဲထုတ်တယ်နှစ်ပွဲလုံးကျွန်တော်အဆင်ပြေပါတယ်โอเคပါအဲ့ဆိုရင်ဒါပါပဲထွေထူးတော့မရှိပါဘူးကျွန်တော်သုံးသက်ချက်လေးစလိုက်မယ်ဗျနော်โอเคအဲ့တော့ကျွန်တော် Satra ဘောနဲ့မိုနာကိုအရင်စလိုက်မယ်ဗျာနော်စတင်ကြီးက Satra ဘောမိုင်းနဲ့33လုံး30လောက်ပေးလာပြီးတော့ညနေဈေးလဲအိုက်ဝင်းချင်ပါပဲဗျာတိတ်ထွေထူးပြောင်းလဲတာမရှိဘူးအဲ့တော့တင်တွေးဆုံမှုမှာမိုနာကိုကွင်းမှာတော့တလုံး90ကြီးလောက်ပေးခဲ့ပြီးတော့နောက်ဆုံး5ချိန်ဆက်နှစ်သိန်းတွေးဆုံမှုမှာဒီတစ်ချိန်က Satra ဘောကပြန်ပေးလာတယ်ဗျအဲ့ဒါလေးကတော့နည်းနည်းထူးခြားတဲ့အနေအထားမျိုးလို့ကျွန်တော်ယူဆလို့ရတယ်မိုနာကိုမှာဒဏ်ရာရလူစင်များနေလို့လားကျွန်တော်တွေးလို့ရတာပေါ့ပြီး Satra ဘောအိမ်ဝင်းသိပ်ကောင်းနေဗျအိမ်ဝင်းနောက်ဆုံးပွဲ20မှာပွဲ20မှာသူက4ပွဲပဲရှုံးထားတယ် brother နော်အဲ့တော့နောက်ဆုံးရှုံးခဲ့တဲ့အိမ်ဝင်းကဒီနေ့ရက်နေ့တော့ကန်သွားတယ် PSG ကို 1-2 နဲ့ရှုံးထားတယ်ပွဲကနောက်ဆုံးပွဲရှုံးထားတာအဲ့တော့နှစ်ပွဲဆက်သူရှုံးပါမလား theory ဘိုင်းရဈေးကွက်အရာကကျွန်တော်တို့1-1လောက်စနိုင်တယ် -33 လုံး30ဆိုတာကိုအပေါ်ကိုပြောချင်တာမဟုတ်ဘူး1-1လောက်ရက်တာလည်းရှိတယ်တဘောတရားဒါဈေးတန်း formula ရပါဘောနော်အောက်တော့မနေရဘူးပေါ့ဗျာပွင့်လင်းပြောရရင်ကိုကတော့မနေရဘူးဈေးတန်း formula ရ1-1နဲ့လည်းပြီးချင်းပြီးတာမလို့ BDS ကိုပိုကြိုက်တယ်ပေါ့ဒါမျိုး formula ရဆိုရင်တော့ BDS ကိုသဘောကျမိတယ်ခြေသွမ်းပိုင်းမှာစထရာဘောတော့ကြေးပြန်ပေးလိုက်မိုနာကိုတန်ရလို့လားဒါမှမဟုတ်ခုနပြောလို့အင်ဝင်းစွမ်းဆောင်ရည်တွေနဲ့တိတ်ကောင်းပြီးတော့ချင်းနေမှန်နေတဲ့စထရာဘောကိုဘုကီနည်းနည်းလေးသဘောကျနေပုံလို့ကျွန်တော်ယူဆလို့ရမယ်ထင်တယ်ဈေးတန်းအပြောင်းလဲလေးလှတဲ့အတွက်ကျွန်တော်စထရာဘောတေးအနိုင်တော့ဘုကီနဲ့တူလိုက်ချင်ပါတယ် 1-8 လောက်စစ်ဖြစ်မယ်ထင်တယ်ဗျနော် brother နော် okay ပါတော့ထူးခြားတဲ့ချက်ပါရှိတယ်ဟိုဆိုထွေထူးတော့မရှိပါဘူးအဲ့တော့ကျွန်တော်ခုနပြောသလိုခြုံငုံပြီးတော့ချင်းချုံသုံးသက်လိုက်မယ်ဆိုရင်စထရာဘောကိုကျွန်တော် 1-8 ကြိုက်ပါတယ်တေးနိုင်ပေါ့နော် brother နော်ဟုတ်ပါကိုပေါင်းသေးတော့ကျွန်တော် formula ရဆိုပြီး yes ကိုကြိုက်တယ်ဟုတ်ပြီနော် okay ပါနောက်တစ်ပွဲသွားမယ်ဗျာနောက်တစ်ပွဲကကျွန်တော်စပိန်ဖလာပွဲတွေကဘတ်တင်နဲ့ AD ကိုပွဲကိုသုံးသက်ပေးရသေးစတီကြီးတလုံး80 3လုံး60ရနေပါညနေကြေးမှာ -60 3လုံး80လောက်ဒီဇုံနဲ့ကျလာတယ်ဗျအဲ့တော့ဇုံအောက်တစ်ခုလာတွေးလို့ရတယ်စတင်ကြေးရတော့ formula တော့မတည်ကြဘူးဗျအဲ့ formula စတင်ကြေး formula ညနေစင်းတိုင်းကျွန်တော် -60 ဝင်းကျင်တွေကတိတ်အလုံးမဖြစ်ဘူးရှုံးတော့ရှုံးတယ်တခါတလေကြာရင်ဒါကိုပေါင်းသေးဖို့တော့မူတည်တယ်တို့မှ -80 ဆိုရင်အောင်သွားပြန်ရော -80 နဲ့ပတ်သက်ပြီး5ရက်နော်ကျွန်တော်5ပွဲထီတို့ရွေးချယ်ပေးခဲ့ဘူးတယ်မနေ့ကတော့မရေးဘူးဟိုဘက်နေ့တွေက3ရက်4ရက်ဆိုင်ဒါပေမဲ့အောင်နေဗျ brother လေးလာရင်နဲ့လေသူက-90သေးတဲ့နဲ့အောင်ပေးနေတာအီတလီမှာဟိုနေ့ကပြီးသွားတဲ့ပွဲတွေဗျာပြန်ကြည့်ကြည့်ပါဦးနော်-90နဲ့ပေးတာအများကြီးပဲ okay အဲ့တော့ဒီ-90လောက်ဆိုရင်တော့အောင်နိုင်ပြီးတော့ဈေးတန်းရ-60လောက်ဆိုရင်အနေများနေတယ်ဒါဈေးကွက် formula ကိုပေါင်းဈေးနဲ့ပေါ့ဒါတွဲရမှာပေါ့ကိုပေါင်းဈေးပေါ်မူတည်ပြီးတော့ body ဈေးတစ်ခုတည်းကိုဒီဘောတော့ကိုပေါင်းဈေးအပြောင်းလဲပုံမှာပဲ formula တွေက changes ဖြစ်သွားတာပါ okay အဲ့တော့တခြားထွေထူးတွေကျွန်တော်လေ့လာကြည့်အောင်မနေ့ကတော့ကျွန်တော်တို့အလာဘတ်နဲ့ဆိုစီတက်ကအဝေးကွင်းဆိုစီတက်-30 -20 ကိုနှလုံး30ရှုံနှလုံး30လောက်ဆိုရင်အဝေးကွင်း formula နံပါတ်ကျွန်တော်အရင်ကထုတ်ဖူးတဲ့ formula 4 1-2-1 2-3-3-2 on formula ရှိပါတယ်ဒါမကြာခဏလေးထည့်ပြောဘူးပါတယ်အဲ့တိုင်းဝင်သွားတယ်ဗျအဲ့ဆိုစီတဲ့ပွဲရလေကိုပေါင်းကအဲ့တော့နောက်တစ်ပွဲကကျွန်တော်ဘီဘာအိုကလည်း 1-2 နဲ့ပေါ်သွားတယ်ဗလီစီယာနဲ့ကိုပေါင်းနေကြီးပေါ်နေတယ် brother အဲ့တော့ ratio ပြန်ကောက်တော့ကိုအောက်သွားမလားတွေးလို့ရတယ်ဒါပေမဲ့အဲ့ဒီခုလိုမျိုးကျွန်တော်တွေးလိုက်တဲ့အတွေ့အလုံးမဖြစ်တာတော်တော်များတယ်မရေရမသေးကြတော့ဗောအဲ့လိုတွေးလေးရလေပေါင်းသိမ့်မဝင်ဖြစ်နေတာအဲ့တော့အဲ့ change အတွေးလေးကို changes လုပ်ချင်လုပ်လိုက်ပါဒါပေမဲ့တိထားတင်တယ်ဗောနော်တိထားတင်တယ်
မနေ့ကနှစ်ပွဲလုံးပေါ်တော့ဒီနေ့အောက်မလားဆိုတော့တွေးလို့ရတယ်ဆိုတော့ပြောချင်တယ်ဦးစားပေးပြီးတော့ရွေးချယ်တာမျိုးတော့မလုပ်စေချင်သေးဘူးပေါ့နော်တိတ်ပြီးမရေရတဲ့အချက်လက်ပါအဲ့တော့ဘာစီလိုနာကလည်း 1-2 နဲ့ပြီးထားတယ်အဲ့တော့နောက်ဆုံး3ပွဲမှာ BDSDD ဖြစ်ထားတယ် Okay 1.3 ratio ရကျွန်တော်က ratio ကောက်ပြီဆိုရင် BDS no ပြန်ပေးမလားတွေးလို့ရပြန်ရောနှစ်ချက်ရှိတာပေါ့ဗျာဘတ်တစ်ကိုမရအောင်ဆိုရင် Atletico Z1 နဲ့ BDS no နဲ့ပေးသွားမလားဘတ်တစ်ကိုရမယ်ဆိုရင်2-1တွေပိုင်းနဲ့နိုင်သွားမလားအဲ့လိုတွေးရမှာပေါ့ brother 2-1တွေပိုင်းဖြောင်းပြနိုင်ခြင်းရှိလားနှလုံးတွေသွန်းနိုင်ပါမလားဒါမှမဟုတ်တွေးရတော့မှာပေါ့ဒါမှမဟုတ်ဘာလို့လို့ theory ရရဲ့ ratio ပြန်ကောက်တာပေါ့နော်ဟုတ်နော် brother နားလေမထင်ဘူးနော်အဲ့တော့အိမ်ကွင်းမှာတွေ့တော့ဆိုရင်ဈေးထဲရတက်တည်ဆိုရင်အဝေးကမိုင်းနဲ့90ပေါ့အခုပုံစံမျိုးလေးပေါ့မရိုင်းသေးဘူးပေါ့ brother နော်ဒါပေမဲ့ဘတ်တင်နဲ့ဆိုင်ရင် Atletico ပို့ပြီးတော့ဒါဒီအတွေ့အကြုံနဲ့အတူတူနည်းနည်းလေးတော့ shot တွက်လို့မရဘူးလို့ထင်တယ်အဝေးကွင်းကတော့တိတ်တော့အရင်ကြီးတော့အားရစားတော့မကောင်း Atletico ကလေဒါပေမဲ့ကိုဖလားပွဲဗျဖလားပွဲဆို shot တော့မတွက်စေချင်သူကလည်းတရေနိုင်တော့ပေးချင်တာပုတ်ကြီးရလေ 2h လောက်ပေးချင်တာအဲ့စေမောင်းထဲမှာတော့ကျွန်တော် 2h တွဲပြီးသားပါ brother တို့ပေးထားတယ်အခုလေသူကပုံမှန်ဆိုရင်တော့ကျွန်တော်တို့ထက်စဉ်းစားမယ်ဆိုရင်ဒါဈေးကွက် formula ရဆိုရင်တော့ဘတ်တစ်ကိုကြိုက်တယ်ဒါပေမဲ့ကျွန်တော်ခြေစမ်းပိုင်းရနဲ့အတွေ့အကြုံပိုင်းနဲ့ကျွန်တော်တို့ဖလားပွဲတွေဖြစ်တဲ့အတွက် Atletico 2h လောက်ကတော့ကျွန်တော်ညင်းမရပြန်ဘူးဗျ brother နော် Atletico 2h လောက်တော့ကြိုက်နေပါသေးတယ်တရေအနိုင်မို့ 2h ဆိုနော် brother Okay ဒန်ယာလူစင်ကြည့်ကြအောင်ဘတ်တစ်မှာတော့ကျွန်တော်တို့ Real ကစားသမားဟောင်း Isco အပါအဝင်9ဦးလောက်ဒန်ယာရနေပါတယ်ဒီ Atletico ဘက်မှာတော့တိုက်စစ်ပိုင်ယာ Griezmann ကကြော်သားဒန်ယာကြောင့်ပါဝင်ဖို့တော့မသေးကြပါဘူးဗျဒန်ယာလူစင်ပေါ့နော် Okay ပါနောက်တဲ့ကြိုင်လေးကိုကျွန်တော်လေ့လာပြီမနော် Atletico ကဝေးဝနောက်ဆုံး၄ပွဲဆက်အဲ့ဒါ2ပိုင်းပဲဖြစ်ထားတယ်ဗျကိုပေါင်းစီကိုပြောပြတာအဲ့ဒါ 2.5 ဝေးကွင်းနောက်ဆုံး၄ပွဲဆက်ဆို theory ကောက်မှဆိုချိန်မပေါ်ပေးလို့ရတယ်နော် brother ဒါ theory ပိုင်းမမင်းဘူးမဟုတ်အဲ့အရင်တော့ရွေးခဲ့တဲ့အထဲမှာအဲ့လို theory လေးတွေကအလုပ်ဖြစ်တယ်ဖြစ်ခဲ့တာများပါတယ်ဗောနော်အဲ့တော့တက်စဉ်းစားသိချင်တယ်ကိုပေါင်းစီအနေနဲ့တော့ risk များတယ်ပေါ်ပေးလို့ရတယ်ဆိုတော့ပြောချင်တာကျွန်တော်ကမနေ့ကလည်းနှစ်ပွဲလုံးပေါ်ထားလို့မပေါ်ဘူးလားဆိုတော့တွေးတာတစ်ချက်အဲ့ဒါသိပြီးလုံးမဖြစ်ဘူးများနေတယ်ဗောနော်အခုလိုမျိုးအဲ့ဒါလေးက၄ပွဲဆက်အဲ့ဒါ 2.5 ဖြစ်ထားလို့အတင်းတင်းနေနဲ့၅ပွဲဆက်ထိကိုအောက်ပါမလားအဝေးကွင်းတီးတန့်ပေါ့နော်အဝေးကွင်းနေရာနဲ့ကန်ခဲ့တဲ့အနေအထားမျိုးမှာအဲ့လိုမျိုးတွေးလို့ရှိရင် 1.5 ratio ကောက်ပြီဆိုရင် 1.4 ratio ကောက်တယ်ဆိုရင်တော့သုံးလုံးပြည့်ပြီလို့ရတယ်ကိုပေါင်းစီတာနော် brother okay ပါဒါလိုရတဲ့ချက်လက်လေးကိုယူသုံးပါ okay ပါနောက်ထပ်ဘာရှိသေးလဲဆိုတော့ကျွန်တော်တော့ခုနအထက်ကခြေစမ်းပိုင်းတွေရောဒန်ယာလူစင်မှာလည်းထွေထူးတော့မရှိဘူး Griezmann လည်းကြာပြီးအဲ့တော့2h လောက်ကိုတော့ဦးစားပေးရွေးချင်သေးတယ်ဗောနော်ကိုကတော့အပေါ်ဘက်ကိုနည်းနည်းလေးတော့ theory ညှိသွားနိုင်ကြတော့ရှိတယ်အဲ့တော့ပဲကျွန်တော်သုံးသပ်ပေးပြတယ်နော် brother လိုရတဲ့ချက်လက်လေးတော့ယူလိုက်ပေါ့ Italy Flag quarter final ပွဲစဉ် Atalanta နဲ့ Juventus ပွဲကိုကျွန်တော်ဆက်ပြီးသုံးသပ်ပေးပြရတယ်စတင်ချိန်မှာ Juventus က -20 နှလုံး80ဆိုဇေန formula ရ1-1မျိုးရှိပါတယ်နှစ်တင်းလုံးကတီးတဲ့အတိုင်းပဲတရေတွေပဲဆွဲကန်တာများတယ်နှစ်တင်းလုံးကနော်ဒါပေမဲ့ခြေစမ်းပိုင်းမှာ Atalanta ထက်ဆိုင်ရင်ကျွန်တော် Juventus လူနောက်ဆုံးကန်ခဲ့တဲ့ပွဲတွေမှာအားရလာတယ်ဗျနော်ခြေစမ်းပိုင်းနည်းနည်းလေးတော့ပိုကောင်းတယ်လို့ကျွန်တော်ထင်မိတယ်ဒါကျွန်တော်ရဲ့အမြင်ပေါ့နော်ဂျူဗီနဲ့ခြေစမ်းပြောပြတာအီတာမီလာမနေ့က2-1ဗျာဟိုနှလုံး80လောက်နဲ့ဆိုရင်3လုံး20လောက်နဲ့ဆိုရင် 2-3 formula ရှိတယ်ဒီဘက်နဲ့ကိုရရင်3-1မှာ2-1မရှိမို့ရှိတယ်ရှားတယ်တလုံး90ဒီ body size ကျသွားတယ်ဗျအဲ့ဒါကြောင့်မလို့3လုံးဝင်းကျင်နဲ့တွဲလိုက်လို့2-1ချိုးသွားတာဒါ formula ပြောင်းသွားတာတလုံး90နဲ့3လုံး10-20ဆိုတာခဏခဏပြောဘူးပါတယ်2-1ဒါလုံခဲ့တဲ့2နှစ်3နှစ်ထပ်မှထုတ်တာအခုနောက်ပိုင်းကျတော့တလုံး90ရှုံးတယ်3လုံး90တာဖြစ်ကြီးဇုံပေါ်ဖြစ်သွားပြန်ရော3-1 4-1ဘာညာလေးဒီဘော်တွေကအဲ့လိုတော့ရှိတာပေါ့အခုကမနေ့ကအဲ့လိုမျိုး3လုံးတလုံး90ရှုံးလောက်နေ3လုံးတောင်းထိနှလုံး80ကနေပြန်ကျသွားတဲ့အတွက်နိုင်တော့နိုင်တယ်ကိုမပြတ်ဘူးပေါ့အဲ့လိုဖြစ်သွားတော့ brother နော်အင်တာမီလန်โอเคအဲ့တော့အင်တာမီလန်ကလည်းမနေ့ချင်းမအောင်ကိုဘောတော့နည်းနည်းလေးပြားလေးတော့ပေါ်သွားတယ်ဗောနော်နောက်ပွဲမှာနာပိုလီနဲ့ကိုမိုနဲ့ကန်တဲ့အသင်းနဲ့ကျွန်တော်ဒီနေ့မနေ့ကပြီးသွားတယ်အင်တာမီလန်နဲ့ပြန်တွေ့မှာဖြစ်ပြီးတော့ဘိုလိုနာနဲ့လာဇီယိုနောက်ရကန်မဲ့အသင်းနဲ့ကျွန်တော်ဒီနေ့ညအက်တလန်နာနဲ့ဂျူဗင်တက်နိုင်တဲ့အသင်းနဲ့တော့စီမီမှာတော့တွေ့မှာဗောနော်ဒန်ယာလူစင်းမှာတော့တိုက်စစ်မှုဗလားဟိုဘစ်ကနိုမလာလို့ထင်ရမှာဂျူဗင်တက်မှာဒန်ယာရနေတာဆိုတော့ထွေထူးတော့မရှိဘူးအက်တလန်နာကလည်းလူစုံနေဗျဒန်ယာလူစင်းတိတ်ပြောင်းလဲတော့ကျွန်တော်မတွေ့ထားပါဘူးโอเคအဲ့တော့တခြားချက်လက်တွေနဲ့ကျွန်တော်ခြုံငုံပြီးပြန်ကြည့်မယ်ဆိုရင်ဈေးတန်းရတယ်ပြောင်းလဲမှုမရှိဘူးဒါပေမဲ့ဂျူလီဗင်တက်ကသူ့ရဲ့အိမ်ကွင်းတော့မိုင်းနဲ့100ပေးခဲ့တာဗျအဝေးကွင်းကနေမိုင်းနဲ့
50မိုင်းနဲ့20ဒါမှမဟုတ်အိမ်ဝင်ရပဲအတလနာပဲမိုင်းနဲ့20အဝင်းကျင်ပြန်လှည့်ပေးလို့ရတယ်ပေါ့အခုမိုင်းနဲ့20ဆိုတော့နည်းနည်းလေးပြောသလိုလိုတော့ဖြစ်တာပေါ့ဒါပေမဲ့လေလက်ရှိခြေစွမ်းပိုင်းအရာပေါ့နော်ဖလားပွဲလေးဖြစ်တဲ့အတွက်ကျွန်တော်ဈေးတန်းရအောင်ဆိုရင်ကျွန်တော်ဂျူဗင်တက်ကိုကြိုက်သေးတယ်ဗျအားလုံးကဒီနေ့ညမှာကျွန်တော် choice လုပ်တဲ့အချိန်မှာခြေစွမ်းပိုင်းတို့နည်းနည်းလေးဦးစားပေးထားပါတယ်စထရာဖော့ကိုကျွန်တော်ဦးစားပေးထားပါတယ်ဖြစ်နိုင်ရင်တော့ 1h ပေါ့တရေအနိုင်နော်ပြား20လောက်တော့ရင်းရတယ်ဒါမျိုးပေါ့အတလက်တီကိုလည်းခြေစွမ်းပိုင်းဦးတည်ထားတယ်ဒါဖလားပွဲတွေဖြစ်လို့ဦးတည်ထားတာပါနော် brother 2h လောက်ကြိုက်တယ်ပေါ့အတလက်တီကိုလည်းမရှုံးတော့ဘူးထင်တယ်အဲ့တော့ဒီမှာဂျူဗင်တက်ကိုလည်းကျွန်တော်မရှုံးတော့ထင်တယ် 2h လောက်ကြိုက်တယ်ဒါပဲကျွန်တော်ရဲ့အကြိုက်ပါနော်အဲ့တော့ twist ဆိုဘာလဲတေးအနိုင်ကိုပြောတာပါ brother ကျွန်တော်တို့အပြင်မှာဘာလို့လုပ်အောင်လဲဆိုရင်ပေးတဲ့ဟိုဈေးနှန်းနေနဲ့ကျွန်တော်တို့ရွေးချယ်ရမှာဖြစ်ပါတယ်နောက်ဆိုပြည်စုံတဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်မယ်ထင်ပါတယ် brother နော် okay ပါကျွန်တော်ရဲ့ရွေးချယ်မှုလေးတွေနဲ့အနီးကအားပေးဖို့အတွက်ကျွန်တော်စီကိုဆက်သွယ်ပါ brother ရဲ့အမြင်လေးတွေကိုမှပေးခဲ့လို့ရပါတယ်အားပေးတော့ချင်းစီတိုင်းစောင့်ပြောနေတဲ့အတောက်ချင်းစီတိုင်းကျေးဇူးရမ်းနေကြောင်းပြောရင်းနဲ့ဒီဗီဒီယိုကိုဒီမှာနားပါရစေကျွန်တော် MFD အနာမ